ဟောဒီရှေ့မှာကျောင်းစာတိုက်တွေရှိတယ်ကျောင်းစာတိုက်တွေပါဠိအခရာရိုမန်အခရာနှစ်မျိုးနဲ့ထွင်းထားတာဘယ်သူမှလည်းသွားကြည့်မဖတ်တတ်ဘူးဖတ်လည်းမဖတ်ချင်ဘူးဖတ်တော့လည်းနားမလည်ဘူးဖတ်ဖို့လည်းအချိန်မရှိဘူးအားမငယ်နဲ့တဲ့အားမငယ်တဲ့ဗုဒ္ဓမြတ်စွာကအဲ့ဒီကျောင်းစာချက်ရည်1400ကျော်ကိုအနှစ်ချုပ်လိုက်မယ်ဆိုရင်ဗုဒ္ဓတရားတော်တွေကလိုက်နာစရာအချက်လေးဟောဒီမှာ3ချက်ထဲပါတယ်ဗျာ3ချက်ထဲပါတယ်နံပါတ်1ကသဗ္ဗပါပတ္တအကရဏံမကောင်းတဲ့အလုပ်ကိုမလုပ်ပါနဲ့တဲ့မကောင်းတဲ့အလုပ်ဆိုတာဘာလဲလို့မေးစရာရှိတာပေါ့မိမိကိုဖြစ်စေသူတစ်ပါးကိုဖြစ်စေမိမိသူတစ်ပါးနှစ်ဦးလုံးကိုဖြစ်စေထိခိုက်စေတဲ့အလုပ်မျိုးအကျိုးမရှိတဲ့အလုပ်မျိုးစိတ်ဆင်းရဲတဲ့အလုပ်မျိုးကိုရှောင်ပါမလုပ်ပါနဲ့နံပါတ်2ကျတော့သူနဲ့ဆန့်ကျင်ပဲကုသလတဥပတံပရာကောင်းတဲ့အလုပ်ကိုတော့လုပ်ပါကောင်းတဲ့ကာယကံလုပ်ကောင်းတဲ့ဝစီကံပြောကောင်းတဲ့မနောကံကြံစီပါနံပါတ်3ချက်ကတော့သစိတ်တပရိယောတပနံတဲ့မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားရမယ်စိတ်ကောင်းရှိရမယ်လို့ဆိုလိုတာပုထုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ဆိုတာအနည်းနဲ့အများလောဘဒေါသမာမာနအိတ်တာမစ္စရိယအလိုမကျမှုတွေတောင်းတမှုတွေမကျေနပ်မှုတွေနဲ့ပြည့်နေတာမဲညစ်နေတာအဲ့ဒါကိုဖြူစင်အောင်ထားပါတဲ့ဂင်းသာဝါလူတဲစုမကပွင့်တော်မူသွားတဲ့ဖရာအဆူဆူရဲ့အဆုံးအမပါအခုတည်ထားတဲ့ဂေါရမဗုဒ္ဓကိုစားပြုမာရဝိဇ္ဇာရုပ်ပွားတော်ကြီးတဆူရင်ဟောကြားခဲ့တဲ့တရားမဟုတ်ပါဘူးဖရာရှင်အားလုံးရဲ့အဆုံးအမတော်ပါပဲတဲ့ဗျာအဲ့တော့ပြန်ပြောမယ်နံပါတ်1ကသဗ္ဗပါပတ္တအကရဏံမကောင်းတဲ့အလုပ်ကိုမလုပ်နဲ့ not to do any sin or any evil နံပါတ်2ကကုသလတဥပတံပရာကောင်းတဲ့အလုပ်ကိုတော့လုပ် to do good နံပါတ်3ကသစိတ်တပရိယောတပနံမိမိရဲ့စိတ်ကိုဖြူစင်အောင်ထား to purify one's mind ဧတံဗုဒ္ဓနာသာသနံဧတံဗုဒ္ဓနာသာသနံဖျားရှင်အဆူဆူတို့ရဲ့ဆုံးမဩဝါဒပါတယ်ဆုံးမဩဝါဒဖြစ်ပါတယ် it is the teachings of the all Buddha အဲ့ရောကနေမာရဝိဇ္ဇာရုပ်ပွားတော်ကြီးကိုတည်ထားပြီးတော့ဗုဒ္ဓယရနာကိုပူဇော်ပြီးပြီတန်ဃာတော်အပါ900ကျော်ကို9နိုင်ငံကနေပြင်နေပြီးတန်ဃာယရနာကိုလည်းပူဇော်ရာရောက်ပြီးပြီအခုပြောခဲ့တဲ့အချက်3ချက်ကိုမိမိတို့ရဲ့နှလုံးသားတွေကိုရောက်အောင်ပြီးရောက်အောင်ပို့ပြီးတော့လိုက်နာကျင့်သုံးခြင်းအပြင်ဓမ္မယရနာကိုလည်းပူဇော်ရာရောက်အောင်တကယ်တမ်းကြိုးစားအားထုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဆောင်ရွက်ကြပါလို့သတိပေးတိုက်တွန်းစကားပြောကြရင်းနဲ့ဘုန်းကြီးရဲ့အနုမောဒနာဓမ္မကထာကိုညီကုန်းချုပ်ပါတယ်ဒါကြောင့်ခဏပြုလုပ်ကြရတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစုစုတို့ကြောင့်အားလုံးသောသူတော်စင်အပေါင်းတို့သည်မိမိရဲ့အကျိုးသူတစ်ပါးရဲ့အကျိုးသာသနာတော်ကြီးရဲ့အကျိုးကိုထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်တွေဘဝဆက်တိုင်းဖြစ်ကြပြီးတော့မအိုရာမနာရာမသေးရာအားလုံးသောဆင်းရဲခတ်သိမ်းတို့ရဲ့ကင်းကျင်ရာဖြစ်တဲ့အသင်္ကတတန်နိဗ္ဗာန်မြတ်ကိုလင်းရင်မြန်စွာမျက်မှောက်ပြုလည်နိုင်ကြပါစေကုန်သောဟူ၍ပထနာအောင်စုပြုလိုက်ကြစေကုန်ရာတည်းသာဓုသာ